ရှစ်ကိုနေဘယ်လိုအောင်တွေ့မလဲခွေးကမကဲပါနဲ့ဘာမှအဲ့ဒါဝင်နေတယ်တကယ်မတွေ့ဘူးဝင်နေချိန်ဘာမှမသိဘူးဟုတ်တယ်နော်ကျွန်တော်သိရတယ်ဘာလို့နောက်ကောင်းတဲ့လမ်းနဲ့မှဝေကြလာရတယ်ကျွန်တော်သိအကုန်သိဒီနေ့ဘောကခွေးအောင်ပဲဟောပြောပါလေနော်ဟုတ်အရင်ပြောပါလေဘယ်မှာလဲဟိုကျွန်တော်နဲ့ခင်တဲ့စီနီယာကိုကြီးကိုနဲ့တူကစားတဲ့အတွက်ဟိုစီစီလုံးလုံးလေးကစားတာဘာအဲ့အတွက်လည်းပြောပါတော့လားဘော movie FCO နိုင်ပါပါဗျာဒီဘောနော်ဒီလိုတော့နော်တော့ကြောက်ရတယ်ကျွန်တော်လေးပွဲပါလေကျွန်တော်တကယ်တော့ခိုးတော့ပါဒါပေမဲ့ကျွန်တော်ကခိုးဖားတာအဲ့ဒါတော့မှာကကိုပြီးခဲ့ကျွန်တော်မင်းဒါပဲတော့ဝင်ပြီးလမ်းလျှောက်ပါလားဆိုတော့ကျွန်တော်ရမ်းပြီးတော့အခွင့်အရေးလို့ကျွန်တော်တွေးလိုက်လို့စောက်ကန်လိုက်တာဝင်သွားတာကျွန်တော်ကပြေကြောပြောတကယ်တော်ရဲ့ဒီမှာတကယ်တော်ရဲ့တကယ်ကျွန်တော်ရောပြောပါဒီနေ့ကတော့ဟိုကျွန်တော်တို့ကိုကောင်းစီဟိုဗီဒီယိုကိုကန္နာဘာလို့လဲကိုအောင်ကောင်းမဲ့ဘာလို့လဲမျိုးအကုန်လုံးလည်းဒါပြီးရှာလို့ပြကြပါလေကျွန်တော်တို့စူးစမ်းပါအဲ့ဒါကြောင့်ကျွန်တော်လည်းရလိုက်ဟုတ်ကဲ့ဟိုတကယ်တော့ပွဲတာတော့ဟိုဘိုးကလေးအားတစ်ပတ်တင်းအားချိုးလေးရတယ်ကျွန်တော်ကပြရပါတယ်ဟုတ်ကဲ့ကိုတူလားရှစ်ကိုနေဘယ်လိုအောင်တွေ့မလဲခွေးကမကဲပါနဲ့ဘာမှအဲ့ဒါဝင်နေတယ်တကယ်မတွေ့ဘူးဝင်နေချိန်ဘာမှမသိဘူးဟုတ်တယ်နော်ကျွန်တော်သိရတယ်ဘာလို့နောက်ကောင်းတဲ့လမ်းနဲ့မှဝေကြလာရတယ်ကျွန်တော်သိအကုန်သိဒီနေ့ဘောကခွေးအောင်ပဲဟောဘောလုံးကဒီကိုချင်းတော့မရဘူးနော်ရုပ်တော့အကြောင်းနဲ့ဝေးမကန်တာကျွန်တော်အကြောင်းနဲ့ဝေးမကန်တာဝေးလည်းမပေါ့အကျော်ပွဲကြည့်ရတော့ဆိုအဲ့မှာကိုပီတီကဒီလမ်းပါကြောက်လိုက်အဲ့ကောလမ်းပါကြောက်လိုက်လမ်းဝေးကြောက်တော့တကယ်ပါကြောက်ကောင်းလို့ပါကိုရဲလာရဲ့ support ကြောင့်ကျွန်တော်ရတာတကယ်ကြောက်ကြကြီးကိုယ်ဝင်တာလေဟုတ်တယ်ကိုယ်တော့မြင်တယ်မလားဟုတ်တယ်တော်တော်ကြာကိုတော့တော်တော်ကြာကိုတော့ဟိုနည်းနည်းကဘူးပေးလိုက်ရလို့ဆုံးသွားတာနည်းနည်းတော့ဘူးတော့ပေးကျွန်တော်တော့ကောင်းနေရပထမပိုင်းမှာဆိုကျွန်တော်တို့အတင်းညံ့ပြနေတာဟုတ်တယ်ကောင်းပါလေကိုတော့ဟုတ်အဲ့လိုကျွန်တော်တို့ကိုကောင်းစီတို့ပါလေကျွန်တော်တို့တွေကိုတေချာသိမ်းပြအောင်နော်တေချာစက်ကြအားဖြင့်ရောဘောလုံးအားဖြင့်ရောပေါ့နော်ကွင်းထဲမှာတေချာကျိုးတော့ဒါလေးကိုဒီကိုကျိုးတော့အောင်ပွဲရတယ်ပေါ့နော်ဟုတ်တယ်တို့လို့ရှိရင်တောင်းလို့ဘောလုံးမကန်ဘူးတကယ်မကန်တော့ဘာလို့လဲကျွန်တော်ပြရလို့အဲ့ဒါမို့လို့ဘိုးဖားတာဘိုးဖားတဲ့ကွာလူသားပေါ့ပြောတကယ်တော့ကျွန်တော်မထည့်ပါဘူးလို့ဘိုးဖားလို့တာဘိုးဖားဆိုရင်သူလည်းထည့်ကြတယ်အဲ့တော့ဒီပရာမီတာပွဲတွေကိုကြားရတဲ့တော့ကျွန်တော်ရောက်ဝမ်းသာပါတယ်အဲ့ဒါကြောင့်လို့လည်းကျွန်တော်လာရောက်ပြီးတော့လည်းအားဖြည့်ရပါခင်ဗျာပရာမီတာပွဲပြီးဆိုတော့ကျွန်တော်ရောက်ဝမ်းသာပါတယ်ဟုတ်ဟုတ်လားဒါပေမဲ့တော့မဆုံးဘူးလေမဆုံးဘူးရေးပြေးတယ်လူပြေးတယ်တူပြေးရပြေးတော်ပြေးဒါပေမဲ့ပြေးရတယ်ဘောလုံးနဲ့မတူဘောလုံးမောဦးပြန်ကြလို့နော်မတော်တဲ့နဲ့တွေ့ကြတယ်โอเคပြန်ကောင်းပြီကျွန်တော်တို့ကောင်းပြီကိုယ်တွေ့ဒီပိုင်းမှာပြန်တွေ့ကြတယ်အခုလိုမျိုးလေဟိုတော့ဝဲလာပြီးပြိတ္တချက်ချင်းတွေကျင်းထားကြပါလေကျွန်တော်တို့ကိုယ်တွေလည်းကျင်းထားကြပါနော်ကိုယ်တွေနဲ့ပါပဲပြီးကျွန်တော်တို့ကဟိုပါဝင်ခွင့်ရတာပေါ့နော်ကိုယ်တွေနိုင်ကျေးဇူးတင်တယ်ဆက်ပြီးတော့ကျွန်တော်တို့ကြိုးစားပါမယ်နော်ကျွန်တော်ညီမလေးဟုတ်ကဲ့ပါ final က9ရက်နေ့ဖြစ်တဲ့အတွက်ဒီ futsal လူငယ်ပရာဟိတပွဲလေးကိုလာပြီးတော့သွားပြီးကြပါအောင်လို့ပြောချင်ပါတယ်ဒီပွဲမှာလည်းပို့ပြီးတော့ဟိုကြည့်လို့ကောင်းမယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်